皆さんこんにちは。ကျွန်တော်ဒီနေ့မှာပေါ့နော်ကျွန်တော်ရဲ့ဒီမကြခင်ထွက်ရှိမဲ့ပေါ့နော်စကားပြောစာအုပ်လေးတွေကဒီခိုင်းကိုလုပ်ငန်းဝင်သုံးစကားပြောစာအုပ်လေးပေါ့နော်အဲ့ဒီကနေပြီးကျွန်တော်သင်ခန်းစာလေးတွေကိုကျွန်တော်ဗီဒီယိုလေးတင်ပေးသွားပါမယ်ဒီမှာတော့နမူနာစကားပြောပေါ့နော်ဘဘတွေကိုမနေ့အဲ့ရနှိုးတဲ့အခါမှာပြောတင်တယ်ပေါ့နော်ဒီပြောလေးပြောထားရှိတဲ့နမူနာစကားပြောလေးတွေကိုကျွန်တော်ရှင်းပြပေးသွားပါမယ်ကျွန်တော်လည်းအတူလိုက်လေ့လာကြည့်အောင်အဲ့တော့မနေ့အဲ့ရနှိုးတဲ့အခါမှာပေါ့နော်ကျွန်တော်အခြေခံပုံမှန်ကတော့ဒီပိုးပွားတွေကဒီတယောက်ခန့်နဲ့နေတဲ့ဂေဟာတွေရှိသလိုဒီ၄ယောက်တစ်ခန့်ပေါ့နော်နေကြတဲ့ဂေဟာတွေရှိတယ်ဒါသူ့ရဲ့ကုန်ကြစည်ပေါ့နော်တလားတာကုန်ကြစည်ပေါ်မူတည်ပြီးတော့အဲ့လိုမျိုးအခန်းတွေကွာသွားတာပေါ့နော်ကျွန်တော် private ခန်းနဲ့ဒီနော် VIP ခန်းနဲ့အဲ့လိုပဲပြောပါတော့နော် VIP ခန်းနဲ့ဒီသူများရဲ့နေတဲ့အခန်းပေါ့နော်ဆိုတော့ကျွန်တော်တို့တယောက်တည်းနေတဲ့အခန်းကိုဝင်လို့ရှိရင်ပေါ့နော်များသောအားဖြင့်တကားပိတ်ထားတာများတယ်အဲ့တော့တကားလေးကို၃ချက်ခောက်မယ်ပေါ့နော်ခောက်ပြီးတော့ရှစ်စတဲ့ရှိမတ်ပေါ့နော်ခွင့်ပြုပါဝင်ခွင့်ပြုပါဆိုတဲ့စကားလုံးတွေပြောဖို့လိုအပ်တယ်ပေါ့နော်ဒါတရားသူပြန်ဟန်ကြီးလို့ဒီဖြစ်စေမလို့ဒီဖြစ်စေကျွန်တော်တို့ဒီယဉ်ကျေးမှုအရာပြောရတာဖြစ်ပါတယ်အဲ့တော့တကားလေး၃ချက်ခောက်မယ်ရှစ်စတဲ့ရှိမတ်ဆိုပြီးတော့ပြောပြီးတော့မှကျွန်တော်တို့အထက်ကိုဝင်ပါမယ်နော်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့လုံးဝအောင်နော်ဒီအခန်းတကားပိတ်ထားတဲ့အခန်းတွေကိုဝင်မယ်ဆိုလို့ရှိရင်ဒါလုံးဝလုံးတင်တဲ့အပြုအမူဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီကျွန်တော်သင်ခန်းစာလေးဆက်ကြည့်အောင်အဲ့တော့ဒီမှာဆိုကျွန်တော်တို့နှိုးပြီပေါ့နော်အဲ့တော့ staff ဆိုတာဝန်ထမ်းကိုပြောတာပေါ့နော်ဒါလာကဆန်ဆိုတာ reaction ဆန်တဲ့နာမည်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့ကတနခဆန်နေတဲ့စောက်ထဲဒီစောက်လေးထဲမှာပေါ့နော်တနခဆန်နေနေတော့ကျွန်တော်ထားတယ်ပေါ့နော်ဆိုဥပမာပေါ့နော် reaction ဆန်ဟိုဥပမာ reaction ဆန်ကျွန်တော်ကတနခဆန်နာမည်ပေးထားတယ်ပေါ့နော်အဲ့တော့ကြည့်ကြည့်အောင်အဲ့တော့ခန်းထဲဝင်ပြီးတော့ဒီဘိုးဘနာကိုသွားပြီးတော့ပေါ့နော်နိုးမယ်အဲ့တော့တနခဆန် Ohio gozaimasu အဲ့တော့ဒီမှာကျွန်တော်သတိထားမိလားမသိဘူးနာမည်လေးကိုသေချာခေါ်တယ်နော်တနခဆန်ဆိုပြီးတော့နာမည်ကိုခေါ်တယ်ပြီးလို့ရှိရင် Ohio gozaimasu မနေ့ကဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က Ohio gozaimasu လို့နှုတ်ဆက်ပါတယ်အဲ့တော့နာမည်လေးခေါ်ဘိုးဘကိုဒီဂျပန်မှာပေါ့နော်ဒီသူတို့ရဲ့ယဉ်ကျေးမှုရာဒုတိယကိုစကားပြောတဲ့အခါမှာသူတို့ကနာမည်ခေါ်ပြီးတော့စကားပြောပါတယ်ဒါလည်းလုံးဝမှတ်ထားတဲ့ဟာပေါ့နော်အဲ့တော့အာနိုးတို့ကိုနိုးတို့ဆိုတော့နည်းနည်းလေးတော့ရိုင်းနေပေါ့နော်ဆိုတော့ဘိုးဘရဲ့နာမည်ဖြစ်စေကိုနဲ့တူလုံးတဲ့ဝင်တဲ့နာမည်ဖြစ်စေတေချာမှတ်ထားပါနော်မှတ်မိအောင်မှတ်ထားကြပါလိုကောက်ဖြစ်စေပေါ့နော်အရင်ဆုံးဆက်စားဦးဆုံးလုပ်ငန်းဝင်စဝင်မဲ့ကလေးတွေဆိုရင်နည်းနည်းမှတ်ရတဲ့ခက်ခဲပြင်မဲ့အဲ့လိုမျိုးချိန်လို့တွင်းမှတ်မိစေတာလဲကိုယ့်ကိုတို့ကထင်ကြီးစေတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးသတိထားပြီးတော့မှတ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်နာမည်ခေါ်ပြီးရင်လည်းနောက်ကနှုတ်ဆက်စကားလေးပြောတယ်ပေါ့နော်မနက်ခင်းနှုတ်ဆက်စကား Ohio gozaimasu ဒါမနက်ခင်းမှာနှိုးတာမလို့ Ohio gozaimasu ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကနေ့ခင်းမှာနှိုးရဲဆိုရင် konnichiwa ပေါ့နော်ညနေမှာနှိုးရဲဆိုလို့ရှိရင် konbanwa ပေါ့နော်ဒါမျိုးလေးရှိမယ်အဲ့တော့ဒီနှုတ်ဆက်စကားလေးကိုကျွန်တော်ကဘာကြောင့်ပြောတင်လဲဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ Ohio gozaimasu ဆိုပြောရတယ်သူတို့ကတန်းပြီးတော့ဒါမနက်ခင်းမှာလားဆိုပြီးတန်းပြီးတော့တည်သွားတာပေါ့နော်အဲ့တော့ konnichiwa ဆိုရင်နေ့ခင်းမှာလားဆိုပြီးတော့သူကတန်းတည်သွားတာပေါ့နော် konbanwa ဆိုရင်ညပါလားဆိုပြီးတော့တန်းတည်သွားတာပေါ့နော်အဲ့တော့နာမည်ခေါ်မယ်အချိန်နဲ့အခါနဲ့လိုက်တဲ့နှုတ်ဆက်စကားလေးကိုတခြားပြောပါမယ်အဲ့တော့ဒီမှာဖွားတနာခဆန်ဗာပြန်ပြောလဲဆိုတော့မှပြန်မပြောဘူးသူအိတ်ချင်နေသေးတဲ့ပုံပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်ပြောမယ်ပေါ့နော်မို့အားစာတော့ခုကြည့်တယ်စီရောတဲ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကမနေ့6နာရီအချိန်လေးကိုတစ်ခါလေးထည့်ပြောတယ်နော်မနေ့6နာရီဖြစ်နေပါပြီမို့အားစာတယ်စီရောဆိုတာမျိုးမဟုတ်ပဲနဲ့မို့အားစာတော့ခုကြည့်တယ်စီရောမနေ့6နာရီအောင်ဖြစ်နေပါပြီတဲ့နော်ဒီမှာဆိုရင်မို့ဆိုတာတောင်းဆိုတဲ့အတိတ်ပဲနော်တောင်ဆိုပြီးတော့ပြန်ရမှာပေါ့နော်မနေ့6နာရီတောင်ဖြစ်နေပါပြီတဲ့ဆိုတော့ခီမာရှော့ကဆိုတော့နော်ထားကြတော့မလားတဲ့နော်ဆိုတော့ဆိုတာဒီမှာမကြခင်လုံးတော့မယ်မကြခင်ဖြစ်တော့မယ်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့ပြောတာပေါ့နော်အဲ့တော့ထားကြရအောင်လားတဲ့နော်အိုကီတက်ကူရာဆိုင်ဆိုပြီးတော့မဟုတ်ဘူးပေါ့နော်အဲ့တော့ထက်စီရနေပြီးတော့ဟဲ့အောင်အဲ့လိုမျိုးမင်းထားတော့ဆိုတဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ပဲနဲ့အိုကီမာရှော့ကထားကြမလားနော်ထားကြရအောင်လားအဲ့ဒါမျိုးလေးပြောတာဖြစ်ပါတယ်ဆိုတော့ဒီအဲ့လိုမျိုးအသုံးဆွဲလေးတွေလည်းသတိထားစေချင်ပါတယ်အဲ့တော့ okita kunai နဲ့ဒါနကဆန်ပါနော်ဘဘ okita kunai မထကျင်ဘူးတဲ့မသာနေမှုတိုင်းနော်ငါအိတ်ချင်သေးတယ်တဲ့မသာဆိုတော့လှုပ်ချင်သေးတယ်ပေါ့နော်မပြီးသေးဘူးလို့လှုပ်ချင်သေးတယ်လို့အဲ့လိုမသာဆိုသေးတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒီအဓိပ္ပာယ်ပါတယ်ဆိုတော့မသာနေမှုတိုင်းငါအိတ်ချင်သေးတယ်တဲ့အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုရင်အလားထိုက်လေးပြန်ပြောတင်တာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကတခုသတိထားမှာကျတော့နော်အာမို့ဒါမဲ့တာရောနော်โอเคနိုင်တော့ခဲနိုင်တဲ့စီရောဒါမျိုးလေးတွေမပြောတင်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဒီသူ့မှာမထကျင်တဲ့
နော်အကြောင်းရင်းရှိလိမ့်မယ်နော်ရှိကြမှာလည်းရှိမယ်ရှိရင်လည်းရှိလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဝတ္တရားဘာလဲဆိုတော့ဒီလိုမျိုးကြီးပိတ်ပြောလိုက်တာမျိုးမဟုတ်ဘဲနဲ့နော်နေငါပြောတဲ့အတိုင်းမလုပ်လို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ဘဲနဲ့နော်သူ့အချိန်နဲ့သူ့အခါနဲ့နေမစားလို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတာမဟုတ်ဘဲနဲ့ तू ဘာကြောင့်မထကျင်တာလဲဆိုတော့ review ကိုကျွန်တော်ခိခုခိစေရောပေါ့နော်အဲ့တော့နားထောင်ပေးဖို့ကျွန်တော်ကလိုအပ်ပါတယ်မင်းမြန်းပေးဖို့လိုအပ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့ကဘယ်လိုပြောလဲဆိုတော့သူ့ရဲ့အခြေအနေကိုကြည့်လိုက်တယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကမေးရမှာပေါ့နော်ဘာကြောင့်မထတင်တာလဲဆိုတော့ဘာကြောင့်မထကျင်သေးရလဲဆိုတော့မေးတင်တယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကကြတော့ဒီမှာဆိုရင်တော့ကျွန်တော်ဘယ်လိုပြောလဲဆိုတော့ခီနိုနိုယောရုပါတဲ့ယခုနေမွေရနာခတ်တယောဒစနဲ့တဲ့မနေ့ကညပေါ့နော်ကောင်းကောင်းမွန်မွန်အိတ်မပြောခဲ့တဲ့ပုံပါပုံလားပုံပဲပေါ့နော်ကောင်းကောင်းအိတ်မကောင်းမွန်မွန်အိတ်မပြောခဲ့တဲ့ပုံပဲတဲ့ဝါကာရီမရှာတိပါပြီတဲ့နော်နားလဲပါပြီပေါ့နော်ဒဲဝါမော်စကိုရှိနေတဲ့ဤတဲ့စီရောဒါဆိုရင်နောက်ထပ်နည်းနည်းလေးထပ်အိတ်ပါအောင်တဲ့ဒီမှာဆိုရင်တော့ကျွန်တော်အကြောင်းရင်းမမေးသေးဘူးသူ့ကိုအသာတကြီးပဲပေါ့နော်နည်းနည်းလေးသူအိတ်ရှင်တဲ့ပုံပဲစကားပြောတာတိတ်မကောင်းတဲ့တွေ့နော်နည်းနည်းလေးအိတ်ရှင်တဲ့အိတ်ပါစေဆိုတဲ့ပုံစံမျိုးနဲ့ခဏပြန်အိတ်ခံရတယ်ပေါ့နော်ဒါလည်းအခြေခံပဲနော်ဒါလည်းလုံနီးတစ်မျိုးပဲပေါ့နော်အခြေခံပြုစုနည်းတစ်မျိုးပဲအဲ့လိုမထချင်းတဲ့အိတ်ရှင်တဲ့သူဆိုရင်ကျွန်တော်တို့ကခဏပြန်အိတ်ခံပြီးတော့မှနောက်တစ်ချိန်ပြန်နှုတ်ရတယ်ပေါ့နော်ဒါလည်းအခြေခံနည်းတစ်မျိုးပါအဲ့တော့အစာကောဟိုတဲ့ဂျွန်ဘီရှ်တဲ့ခါလာမနက်စာကိုနော်ပြင်ဆင်ပြီးတော့မှဂျွန်ဘီဆိုတာပြင်ဆင်တာပေါ့နော်အဲ့တော့ပြင်ဆင်ပြီးတော့မှမတာနောက်တစ်ချိန်ပေါ့နော်အိုကိုရှိနီမိုင်ရီမတ်အဲ့တော့ကျွန်တော်တို့ကရိုးရှင်းလေးပြောခြင်းအိုကိုရှိနီခီမတ်နော်နောက်တစ်ချိန်နှိုးဖို့လာပါမယ်အဲ့တော့ဒီမှာလို့ကျွန်တော်တို့အဲ့ဒါကိုထပ်ပြီးတော့ရင်ကျေးလေးနဲ့ပြောလိုက်တာပေါ့နော်ခီမတ်ကိုရင်ကျေးလေးနဲ့ပြောလိုက်တော့မိုင်ရီမတ်ဂျာမတာနော်အိုကိုရှိနီမိုင်ရီမတ်တကယ်အဲ့ဆိုရင်တော့မနက်စာပြင်ဆင်ပြီးရင်နောက်တစ်ချိန်နှိုးဖို့လာပါမယ်ဆိုပြီးတော့ဒါပြန်အိတ်ခိုင်းတာဖြစ်ပါတယ်အဲ့တော့ဒီဖောက်ဖောက်ကိုနှိုးတယ်အဲ့လိုမျိုးပေါ့နော်အချင်းရှိတတ်တဲ့သူမနေ့ဆိုရင်တော့မထချင်တဲ့သူအချင်းရှိရဆိုရင်ကျွန်တော်ကဘယ်လိုလဲဆိုအရင်ဦးဆုံးသွားနှိုးရတယ်အဲ့တော့အရင်ဦးဆုံးသွားနှိုးပြီးတော့အဲ့ तू ကမထချင်သေးဘူးဆိုလို့ရှိရင်သူ့ကိုခဏပြန်အိတ်ခိုင်းပြီးတော့အဲ့တခြားဖိုးဖွားတွေကိုပေါ့နော်လိုက်နှိုးပေါ့နော်ပြီးတော့မှတခြားဖိုးဖွားတစ်ယောက်လောက်နှိုးပြီးတော့မှသူ့ကိုနောက်တစ်ခေါက်ပြန်လာနှိုးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့အချင်းတွေပါမူတည်ပြီးတော့မှတခြားဖိုးဖွားတွေကုန်နှိုးပြီးတော့မှသူ့ကိုနောက်တစ်ခေါက်ပြန်လာနှိုးတာမျိုးပေါ့နော်ဒါမျိုးလေးတွေလုပ်ပေါ့နော်ဒီအလုပ်ရဲ့အချင်းတွေဖိုးဖွားတွေရဲ့အချင်းတွေလိုက်ပြီးတော့ကိုကဘယ်လိုဥမာခုတိုင်ဝဲလုပ်မလဲပေါ့နော်ကျွမ်းကြည့်တင်ပြုစုမလဲဆိုတော့ကိုယ့်ဘောပဲမူတည်တယ်ကိုယ့်ရဲ့ဒီနော်ချစ်ကီလိုပဲပြောပါတော့နော်ဒါမှမဟုတ်လေဆမ်ပိုင်းတော့ဆမ်ပိုင်းတာချင်တော့အရှက်ခတ်တာပေါ့နော်အဲ့တော့စီနီယာတွေရဲ့တင် जा ပုံတင် जा နေတွေဒါအဲ့ဒါတွေပုံမူတည်ပြီးတော့မှာကိုကဘယ်လိုတန်းအောင်လုပ်မလဲဆိုတာနားလည်လာပါလိမ့်မယ်အဲ့တော့ဂျူးဖုန်ကောတဲ့နော်အဲ့တော့ဒီကျွန်တော်တို့ဥစ္စာပေါ့ဘယ်လိုပြောရမလဲ10မိနစ်ကြာပြီးတဲ့နောက်မှာတဲ့နော်အဲ့တော့ staff ကတနာခဆန်အိုဟိုယိုကိုဇိုင်းမတ်အဲ့တော့တနာခဆန်ရေဘာဖြစ်လဲဒါမင်္ဂလာပါဗောနော်မို့မေဆာမဲမတ်စတာကတဲ့နော်အဲ့တော့မျက်နှာ sorry နိုးနေပြီလားဒီမှာမေဆာမဲမတ်စတာကဆိုမျက်စိပွင့်နေပြီလားဆိုတာမျိုးပြောတာဗောနော်ဒါပေမဲ့ဘာသာလေးပြန်လိုက်မယ်ဆိုလို့ရှိရင်မို့မေဆာမဲမတ်စတာကဆိုတာနိုးနေပြီလားတဲ့နော်အစားကောရနော်ဂျွန်းဘီကဒက်ကီတဲမတ်စီရောကျွန်တော်နောက်တစ်ကြိမ်သွားနှိုးတဲ့ခါမှာတော့သူကသူထနေဗောနော်သူကသူနိုးနေပါပြီအဲ့တော့ဒီမှာဆိုရင်ကျွန်တော်ဗာဆက်ပြောလဲဆိုတော့မနက်စာပြင်ဆင်ပြီးသွားပါပြီတဲ့အခီမာရှော့ကနော်သွားကြမလားတဲ့ဆိုတော့မနက်ခါကျမှပြန်ပြောလဲဆိုတော့သူကနိုးနေပြီသူစိတ်ကြည်နေပြီဆိုတော့ high eco ကနေတဲ့သွားကြမယ်နော်တဲ့ဆိုတော့အသာတကြီးနဲ့လိုက်လာတယ်ဗောနော်ဒုတိယကျင်းကြရင်နော်သူအသာတကြီးနဲ့လိုက်လာတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်အဆင်ပြေသွားပြီဗောနော်အဲ့တော့ဆိုဖောပါနဲ့အတူတူမိဖို့ဆောင်သွားsorry ထမင်းစားဆောင်သွားကြပြီဗောနော်အဲ့လိုမဟုတ်ဒုတိယကျင်းသွားတော့လဲ तू ကမထချင်ဘူးအဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုမျိုးဆက်ပြီးတော့တိုင်းအောင်လုပ်မလဲဇာလေးဒါလေးတစ်ချက်ကြည့်ရအောင်နော်ကျွန်တော်တို့ဗောနော်နောက်တစ်ချိန်အတန်ပေးပြီးတော့သွားနှိုးတယ်ဗောနော်အဲ့တော့တနာကဆန်အိုဟိုယိုကိုဇိုင်းမတ်မို့အခီမာရှော့ကမို့ထားကြရအောင်လားတဲ့နော်အဲ့တော့ဖွားဖွားဒါမဲ့မထချင်သေးဘူးဒုတိယချိန်သွားနှိုးတဲ့အခါမှာလည်းပဲโอคิตากุไนမာတာနေမှုတိုင်းပါเนาะအဲ့တော့အဲ့ချင်းတည်းရဆိုပြီးတော့ပြောတယ်ဆိုဒက်စကာတဲ့ဟုတ်လားချောရှိဒိုင်းညဘူးဒက်စကာတဲ့အဲ့တော့အဲ့ချိန်မှာကျွန်တော်မေးပြီပေါ့နော်ဘယ်လိုဖြစ်တာတော့နဲ့ဟုတ်လားပေါ့နော်ဟုတ်ဆိုဒက်စကာဟုတ်လားချောရှိဒိုင်းညဘူးဒက်စကာနေရတာအစင်ပြေရလားဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုရင်ဒီချောရှိဆိုတာလဲခနာကိုအခြေအနေဆိုတာမျိုးအဲ့တော့ဒိုင်းညဘူးအစင်ပြေရလားဆိုတွေ့တော့နေရထိုင်ရတာအစင်ပြေရလားဆိုတာမျိုးပေါ့နော်ဖြစ်သွားတယ်အဲ့တော့မေမိုက်တကာဒီမတ်စကာတဲ့ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့က close question လို့ခေါ်တယ်ပေါ့နော်အဲ့တော့ memory အာဒီမတ်စကာဆိုရင်သူကရှိတယ်ဆိုရင်မရှိတယ်မရှိဘူးဆိုရင်မရှိဘူးပေါ့နော် high ရဲနဲ့တန်းဖြေလို့ရတယ်အဲ့လိုမှမဟုတ်ဘူး do စာတဲ့ master ကားလို့မေးလိုက်ရင်ဒါ open question လို့ခေါ်တယ်ပေါ့နော်အဲ့တော့မှ तू ပြောချင်ရနောက်မှ तू ကဘာဖြစ်လို့ညာဖြစ်လို့ဆိုပြီးတော့စကားတွေအများကြီးပြောလို့ရတယ်ပေါ့နော်
ဒီမှာတော့ကျွန်တော်တို့ကဒီသူအိတ်ချင်နေသေးတာဖြစ်တဲ့ကြောင့် close question နဲ့မေးတယ်ပေါ့နော်ဒီတိုဂျီယာရဲ့တက်ရှိဆုံးမလို့ခေါ်တာပေါ့နော်အဲ့တော့သူက high ရဲနဲ့ဖြေလို့ရတယ်ပေါ့နော်အဲ့တော့အတမဖူရာဖူရာစတန်9 desk ကတဲ့ခေါင်းမူနောက်ဖြစ်မနေဘူးလားတဲ့နော်အဲ့တော့စတန်9 desk ကဒါမှမြန်မာလိုပြန်ရင်တော့ခေါင်းမူနောက်ပြန်ဖြစ်နေသလားဆိုတာမျိုးမေးတာပေါ့နော်အဲ့တော့ဒန်ဂျောဘူး desk ကအဆင်ပြေပါရဲ့လားတဲ့ကျွန်တော်စိတ်ပူပြီးမေးခွန်းနေမေးတယ်ပေါ့နော်ဒါတရားပြင်သူ့ကိုဟန်ကြီးလုံးစေခြင်းနဲ့ဆိုတဲ့အဓိပ္ပာယ်လည်းပါတယ်ပေါ့နော်အဲ့တော့သူမျက်စိပွင့်စေခြင်းနဲ့သူ့ကိုပြန်ဖြည့်စေခြင်းနဲ့ပေါ့နော်အဲ့တော့သူ့ရဲ့အခြေအနေကိုမေးခွန်းလေးတွေမေးတယ်ပေါ့အဲ့တော့ဖဖကပြန်ပြောလဲဆိုလို့ရှင်ချော့တော့အတမအီတိုင်းတဲ့နော်အဲ့တော့ခေါင်းကိုက်ပါတယ်တဲ့နော်ခေါင်းကိုက်နေတယ်တဲ့ခေါင်းနဲ့ကိုက်နေတယ်အဲ့ကျွန်တော်တို့ကဆိုရက်စကဟုတ်လားတဲ့ခါဇက်ဟီကီမတ်တာကတဲ့နော်အဲ့တော့အေးမြန်ပတ်တာလားပေါ့နော်အဲ့တော့နေဆွတ်တူကရုကနာတဲ့နော်အဖျားရပါရင်များရှိနေသလားတဲ့ချော့တော့ခါကူနေရှိမတ်နေတဲ့နော်အဲ့တော့ခဏစစ်ဆေးမယ်နော်တဲ့အဲ့တော့ဒီမှာကျွန်တော်တို့ကဒီတိုင်းဇိုးကနဲ့ဇက်ခနဲ့တော့မကင်ဘူးပေါ့နော်ဒုက္ခနာကိုအထူးသဖြင့်ယောက်ျားလေးနဲ့နော်အဲ့လိုအမျိုးသားနဲ့မျိုးသမီးဖြစ်နေတာပိုးတော်ဆိုသေးရပေါ့နော်အဲ့လိုမျိုးကြီးဘာခွင့်မတောင်းမနဲ့တော့လှုပ်လို့မရဘူးပေါ့နော်ခန္ဓာကိုယ်ထိတွေ့ကင်တွေရမျိုးတွေအဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ကအရင်ဆုံးအတန်ပေးတယ်ပေါ့နော်အဲ့မှာကွဲခါခဲ့အရေးကြီးတယ်ဆိုတာအဲ့ဒါပြောတာအဲ့တော့6ဒုက္ခကုနေရှိမတ်နဲ့အဲ့တော့အရင်ဆုံးနော်အတန်ပေးလိုက်တယ်ပေါ့နော်6ဒုက္ခကုနေရှိမတ်နဲ့ကျွန်တော်စစ်ဆေးပါမယ်80ရှိမတ်ခွင့်ပြုပါဆိုပြီးတော့ကျွန်တော်မှခြေလက်တွေဆမ်းမယ်နောက်တော့နော်နဖူးလေးတွေပါလေးဆမ်းမယ်ပေါ့နော်အဲ့တော့ဆမ်းကြည့်လိုက် level လေးဆမ်းမယ်ပေါ့နော်ဆမ်းကြည့်လိုက်တဲ့ခါမှာလက်စောကနာဆာဆိုးတယ်စနဲ့တဲ့နော်အဖျားတော့မရှိတဲ့ပုံပဲနော်အဲ့တော့ဒီမှာကျွန်တော်တို့ကရှိတယ်ဆိုလို့ရှိရင် next ကအာရုဆိုးတယ်စနဲ့နော်အဖျားရှိတဲ့ပုံပဲဒီမှာမရှိဘူးဆိုတော့ next ကနာဆာဆိုးတယ်စနဲ့အဖျားမရှိတဲ့ပုံပဲနော်ဘိုက်တဲရူမိုဟာကာဒီမာရှော့ကနဲ့အဲ့တော့နော်ခြားသွေးပေါင်ချိန်သားတွေပါလေလောက်ကြရအောင်တဲ့ဝါခီနီတန်ဝခေကိုဤထဲမှာစနေနော်အဲ့တော့ဒီဂျိုင်းကြားတဲ့ကိုအဲ့တော့သူတို့ရှိမှာအပူချိန်တိုင်းလို့ရှိရင်ကျွန်တော်တို့ကနော်ဂျိုင်းကြားတဲ့ကိုပဲတိုင်းတာများတယ်နော်အဲ့ဒါပုံမှန်တယ်ပေါ့အဲ့တော့နဖူးကိုတိုင်းကြတဲ့ gear တွေလည်းရှိပါတယ်ဒါပေမဲ့တကယ်တော်တော်များများမှာတော့ဂျိုင်းကိုတိုင်းကြပါတယ်သူကတော့ပို့ပြီးတော့မှန်တာပေါ့နော်အဲ့တော့ဝါကီနီတန်ဝခေကိုဤထဲမှာစနေဂျိုင်းကြားတဲ့ကိုအပူချိန်တိုင်းဆက်ထည့်ပါမယ်တဲ့ဝါကီကိုအခက်တက်ခူရဲမတ်ကဂျိုင်းလေးကိုနည်းနည်းလေးဟပြီးလို့ရမလားတဲ့နော်အဒီကတုတ်ကိုတိုင်းမှာကျေးဇူးတင်ပါတယ်သူကကုလုပ်ပြီးလို့ရှိကျေးဇူးတင်ပါတယ်ပေါ့နော်ဒါလေးလည်းပြောဖို့လိုအပ်တယ်အဲ့တော့ကွန်ဒိုပါတဲ့ဥဒဲနီခက်ဆွာဆိုခေကိုစကဲမတ်နဲ့ဒီဒီဇိန်မှာတော့ကျွန်တော်တို့လက်မောင်းကိုဒီသေးပေါင်းဒီဇယ်လေးပတ်ပါမယ်တဲ့စကောရှိဂယူတိုနာရီမတ်စီရောနည်းနည်းလေးဖိလိုက်ပါမယ်ဂယူဆိုတာနည်းနည်းလေးညှစ်တဲ့ချိန်မှာပြောတဲ့အတန်ပေါ့နော်ဂယူတိုရှိမတ်စီရောနည်းနည်းလေးညှစ်ပါမယ်ဒါမှမဟုတ်ရင်လည်းအဆွန်ကခါခါရီမတ်စီရောနော်ဖိနည်းနည်းလေးဖိအားရှိပါမယ်ဆိုတာမျိုးလေးပေါ့နော်ဖိတာဆိုလို့ဖြစ်ပါမယ်ဆိုတာမျိုးပေါ့နော်အဲ့ဒါမျိုးလေးပြောလို့ရတယ်စကောရှိနော်အဆွန်ဆိုတာဖိအားကိုပြောတာနော်စကိုရှိအဆွန်ကခါခါရီမစီယောနော်အဲ့ဆိုရင်နည်းနည်းလေးလက်မောင်းဖိပါမယ်ဖိတာဆိုလို့ဖြစ်ပါမယ်ဆိုတာမျိုးပေါ့နော်အဲ့လိုပြော commander sign နော်တောင်းပန်ပါတယ်ဆိုတာမျိုးပြောတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော် oya yubi နော် oya yubi နီးတယ်နော်အဲ့တော့လက်မကိုတဲ့များသောအားဖြင့်လက်ညှိုးတို့လက်မတို့မှာဒီကျွန်တော်တို့အောက်ဆီဂျင်တိုင်းတဲ့ဆက်ကလေးတိုင်းတယ်ပေါ့နော်ဒီမှာဆိုရင်လက်မကိုတုံးတယ် oya yubi နေတဲ့ကိုနိုမက်တာကိုပေါ့နော်ဒီဆက်ကလေးကိုဆရှိကိုမီမတ်နဲ့တဲ့ sorry ဟာဆာမီမတ်နဲ့ပေါ့နော်အဲ့တော့ဟာဆာမီမတ်နဲ့ဆိုတာညှက်လိုက်တာကိုပြောတာပေါ့နော်အဲ့တော့ဒီလက်မလေးကိုဒီတိုင်းတဲ့ဆက်ကလေးညှက်လိုက်မယ်ပေါ့နော်အဲ့တော့ဘိုက်တဲတွေကမိုဟာကာရီမတ်တာနော်သွေးပေါင်တဲ့အဲ့လိုတိုင်းတာတွေကပြီးသွားပါပြီတဲ့တခုဟမှာနာခတ်တဲ့15တဲ့နဲ့ထူးထူးခြားခြားပြောင်းလဲနေတာမျိုးတွေဥမာဖျားတက်နေတာမျိုးသွေးပေါင်တိုးနေတာမျိုးတွေသွေးပေါင်ကျနေတာမျိုးတွေအောက်ဆီဂျင်ကျနေတာမျိုးဒါမျိုးလေးတွေပေါ့နော်မရှိဘူးပေါ့နော်တခုဟဆိုတာထူးပြောင်းလဲနေတာမျိုးတွေကနာခတ်တဲ့မရှိပါဘူးပေါ့နော်အဲ့တော့ခန်းကောရှိနေတဲ့နာခုရှိတဲ့တူနာဘီကိုအကြောင်းကြပြီးတော့မီတက်မိုဒိုင်းမတ်နဲ့အဲ့တော့ကြီးခိုင်းလိုက်မယ်နော်တဲ့နော်တူနာဘီကိုအကြောင်းကြပြီးတော့လာကြီးခိုင်းလိုက်မယ်တဲ့ဒီမှာကယူကူရီယာစမီမာရှောနဲ့တဲ့အခုကတော့အခန်းထဲမှာပဲအေးစေးနားနေပါဦးတဲ့နော်သူမထချင်ဘူးသူကမလိုက်ချင်ဘူးပြောတယ်ဆိုတော့ကျွန်တော်တို့ကခေါင်းကဟာလိုအပ်တာလေးတိုင်းပြီးတော့အခန်းထဲမှာပဲအနားယူခိုင်းလိုက်တယ်ပေါ့နော်ဆိုတော့ရှစ်စရဲရှိမှခွင့်ပြုပါနော်ဆိုတော့ဒါလေးကတော့သူအဲ့တော့ကျွန်တော်တို့သွားနှိုးတဲ့အချိန်မှာဆိုရင်ကြည်မွန်လိုက်လာဆိုလို့ရှိရင်နော်နှိုးလိုက်တယ်ဝါယုကတိုင်းမှာနှိုးလိုက်တယ်မို့အားစာရခုကြီးတက်စီရောခီမာရှော့ကဆိုရင်သူကဆိုးတယ်စနဲ့နော်အဲ့တော့အာစာကောဟန်နော်ကြီးကန်တက်စနဲ့ဘာညာဆိုပြီးကျွန်တော်တို့ကအဲ့ဆိုရင် तू ကကြီးယူလိုက်တယ်ဆိုရင်ပြီးသွားပြီလေအမှားတယ်တဲ့ကခီမာရှော့ကဘာညာဒီလောက်ပဲပေါ့အဲ့လိုမှမဟုတ်ဘူးခုနကပြောနေကပဲနည်းနည်းအိတ်ချင်သေးရဆိုရင်ပထမတစ်ခေါက်ပြန်အိတ်ခိုင်းလိုက်ပေါ့နော်ပြန်အိတ်ခိုင်းလိုက်ပြီးတော့ပြန်သွားနှိုးအဲ့ကြရင်ဒါကြီးလိုက်လာမယ်ပေါ့နော်အဲ့လိုမှမလိုက်လောက်ဆိုရင်ဒီလိုမျိုးပြောပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်က
အဲ့လိုမျိုးသူညင်းတဲ့အခါမျိုးမှာဘယ်လိုတန်းအောင်လုပ်တင်လဲဆိုတဲ့စကားပြောလေးပေါ့နော်သူအဲ့ရမထားခြင်းတဲ့အခါမျိုးမှာဘယ်လိုတန်းအောင်လုပ်တင်လဲဆိုတာမျိုးတွေကိုကျွန်တော်ပြပြပေးသွားတာဖြစ်ပါတယ်မင်းသားဆန်တို့အတွက်အထောက်အကူပြုမယ်လို့ထင်ပါတယ်ဒီနေ့ဒီစကားပြောလေးတွေပေါ့နော်လေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရှိမှာစာအုပ်ဝယ်ယူပြီးတော့အားပေးလို့ရပါတယ်ခင်ဗျာဆိုတော့ဒီလိုစကားပြောလေးတွေအများကြီးပါပါတယ်ပြောတဲ့စကားမျိုးလေးတွေဘာကြောင့်ပြောတင်လဲဆိုတာမျိုးတွေပေါ့နော်ဆိုတော့ရှင်းပြထားပါတယ်ပြင်ကိုတို့ပါလေးတွေရောပေါ့နော်ဆိုတော့စာအုပ်ကိုဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျာでは次の動画に会いましょうနော်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့